အားလုံးပဲမင်္ဂလာပါရှင်အခုမျိုးရောက်နေတဲ့နေရာလေးကတော့တောင်ကလာပါ9ရက်ကွယ်ပကန်း28လမ်းရဲ့ဒုတိယတဲ့တိုက်ခန်းလေးကိုရောက်နေပါတယ်မျိုးနဲ့တူတူပါဝင်တဲ့အရာလေးတွေတိုက်ခန်းတစ်ခန်းမှာပါဝင်တဲ့ပစ္စည်းလေးတွေကိုမျိုးနဲ့တူတူလိုက်ကြည့်ရအောင်အခုမျိုးရောက်နေတဲ့နေရာလေးကတော့တောင်ကလာပါ9ရက်ကွယ်ပကန်း28လမ်း18ပေ54ပေအကျယ်ရှိတဲ့ဒုတိယတဲ့တိုက်ခန်းလေးကိုမြေညီထခိုးမပါဒုတိယတဲ့တိုက်ခန်းလေးကိုရောက်ပါတယ်သူ့ရဲ့တိုက်ခန်းကတော့အယောင်ခန်းလေးဖြစ်ပါတယ်ဈေးနှုန်းလေးကတော့2300ညှိနှိုင်းပါတိုက်အသစ်ဆက်ဆက်ဖြစ်ပါတယ်သူကတော့အလူမီနီယံနဲ့အိတ်ခမ်းကျယ်ကြီးတစ်ခန်းဖွဲ့စည်းထားပါတယ်ပြီးရင်ပါကေးကျွန်းပါကေးခင်းထားပါတယ်နောက်ပြီးတော့ဘေးတံပန်းအိမ်ရှိတံပန်းတွေကအစားတက်ဆင်ပေးထားပါတယ်နောက်သူ့ရဲ့အားချက်လေးကတော့တိုက်သား quality ကရာဂိုင်လုံးကောင်းပါတယ် quality တိုက်သားကောင်းတဲ့ပြင်ကိုတိုက်မှာလုံးဝရှုပ်ရှက်ခတ်နေတော့မီးလိုင်းတွေကျိုးတွေပိုက်တွေချုပ်လုံးဝမရှိတာကသူ့ရဲ့အားသာချက်လေးပါနောက်တစ်ခုက6လမ်းဆိုရင်လည်းအကျယ်ကြီးပဲ6လမ်းကျယ်လို့အိတ်ခမ်းကျင်းလာမေးရင်အိတ်ခမ်းကလုံးဝမကျင်းပါဘူးအိတ်ခမ်းထဲမှာမှု့ရာခတင်မှန်တယ်ကုန်ကြိုက်တယ်လို့ထည့်လို့ရပါတယ်ရှင်နောက်တစ်သူရဲ့အားသာချက်လေးကတော့နေတဲ့သူလက်တင်ကသူကမီးဒီရေစင်ဟာတချို့တိုက်ခန်းနေမှာဆိုရင်ရေရှိုးခန်းထဲမှာရေစင်ရှိပါတယ်ရေစီပေါ့နော်တိုင်းကြီးဒါမဲ့သူ့ရဲ့အားသာချက်ကအပေါ်လျှောက်သွားမှာဖြစ်တဲ့အတွက်ရှာပတ်မလိုပါဘူးဒီမှာလည်းသူ့ရဲ့ရေရှိုးကန်ကချင်းပြီးတော့အဝိစောဆက်လဲထည့်လို့ရတယ်ဒီဘက်မှာဆိုရင်တိုင်ကြီးရေလည်းထက်အပေါ်လှောင်တိုင်ကြီးအပြင်အောက်မှာလည်းထက်ပြီးတော့ရေလောင်ကန်ထားလို့ရတယ်။နောက်အင်တာကလည်းပုံထိုင်မှာကျွေပြားတွေကလည်းလုံးဝလူ9ပေအရက်တွေအတွက်ကျွေပြားတွေလည်းအပြည့်ကပ်ပေးထားပါတယ်။တန်ပန်းဆိုလည်းခြေတန်ပန်းအိမ်နောက်တန်ပန်းတွေအားလုံးတက်ဆင်ပေးထားပါတယ်။တိုက်အသစ်ဆက်ဖြစ်တဲ့အတွက်လုံးဝနေတဲ့သူတွေကစိတ်ချမ်းသာစီမှာဖြစ်ပါတယ်နော်။သူ့ရဲ့ရောင်စေးလေးရတယ်အသင့်ပါတယ်2300ညှိနှိုင်းဆိုတာသူရောင်းသူနှစ်ဦးနှစ်ဖက်ဈေးသင့်ပါတယ်ညှိနှိုင်းဈေးလေးဖြစ်တဲ့အတွက်နေမဲ့သူဆိုအရန်တန်ပါတယ် location လေးရတယ်အရန်ကောင်းပါတယ်ဘတ်စကားမှတ်တိုင်နဲ့လည်းနှီးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မျိုးအချက်မီအကျိုးဆောင်လုပ်ငန်းလေးကိုဆန်ဒီစူးဆောင်လုပ်ငန်းလေးဒီအချိန်နဲ့တပြေးညီစူးစမ်းဆောင်ရွက်နေတယ်ဆိုတာလေးကိုအလုံးနဲ့တက်သေးပြရင်းနဲ့နောက်ထပ် like လေးတွေဆက်အားပေးပါအောင်เนาะအားလုံးရှိတယ် bye bye